အားလုံးပဲမင်္ဂလာပါဒီပိုင်းမှာဒီခုနှစ်နဲ့ပတ်သက်ပြီးတော့ညှော်ဝေပေးချင်တာကဒီခုနှစ်မှာပါတယ်ကော့စီကွန်စာလုံးပြပုံနဲ့ကော့ဒီအေခုနှစ်ရနဲ့ဂီတာချိတ်ဆက်တီးခတ်ပုံကိုပြပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါပထမလုံးအနေနဲ့ကျွန်တော်ကော့စီကွန်စာရဲ့အသုံးဝင်ပုံကိုအရင်ရှင်းပြပါမယ်ခင်ဗျကော့စီကွန်စာကိုဘယ်လိုနေရာမှာအသုံးပြုသလဲဆိုရင်ဥပမာအားဖြင့်ကျွန်တော်တို့ round chord သချင်းရှိတယ်ခင်ဗျ၄ပါး round chord ရှိမယ်7ပါး round chord ရှိမယ်အစားအစာရှိတာပေါ့နော်ကျွန်တော်တို့ဘာပြည့်တွေကြမယ်ဘာဝတ်တွေတီးထားတဲ့သချင်းတွေအများကြီးရှိပါတယ်အဲ့လိုသချင်းတွေတီးတဲ့နေရာမှာကော့စီကွန်စာကိုသုံးပြီးတီးလို့ရပါတယ်ဥပမာ၄ပါး round chord ပြီးမယ်ဆိုရင်ကော့စီကွန်စာကိုအရင်မီနီလေးပေါ်အောင်ဖိထားလိုက်ပါပြီးတာနဲ့တချင်းကိုဥမာ B တပါ A minor တပါ F တပါ G တပါပြီးတာနဲ့ကော့စီကွန်စာကိုတစ်ချက်နှိပ်လိုက်ပါ၄ပါးမြောက်မှာပေါ့ဗျာပြီးရင်တစ်ဘက်ကကော့ကင်ထားတဲ့လက်ကိုလွတ်လိုက်ပါအဲ့ဒီမှာကျွန်တော်တို့ C A minor F G အဲ့ဒီကော့တွေဟာသူ့ဟာနဲ့သူအစဉ်တိုင်းနဲ့သွားနေမှာဖြစ်ပါတယ်ကျွန်တော်တို့ကော့ကိုလိုက်ကင်ပေးရမလို့တော့ပါဘူးအလားတူပဲ7ပါး round ကော့မှာလည်းအတူတူပါပဲတခြား round ကော့ဘယ် round ကော့ဘာပြည့်ဘာဝက်ဘယ်လိုပဲဒီကျွန်တော်ကော့စီကွန်စာသုံးလို့ဒီတိုင်းပဲဖြစ်ပါတယ်ကျွန်တော်နမူနာအနေနဲ့ကျွန်တော်အစမ်းလေးတီးပြမယ်ခင်ဗျโอเคအခုကျွန်တော်ကော့စီကွန်စာအကြောင်းကိုရှင်းပြပြီးပြီဆိုတော့ကျွန်တော်အခု PA900 နဲ့ဂီတာနဲ့ဘိုင်းပါမယ်ပြီးရင် PA900 ထဲမှာပါတဲ့ဂီတာအဖက်တွေနဲ့ကျွန်တော်ဂီတာကိုအစမ်းပြီးပြပါမယ်အခုဂီတာစပြန်လိုက်အောင်ဂီတာရဲ့ရက်ကိုဒီ PA900 မှာပါတဲ့ audio in ဆိုတဲ့ left ဆိုတဲ့ပုံလေးတွေကို၎င်းကိုထိုးလိုက်မယ်ပြီးရင်ဒီမှာမိုင်းနဲ့ဂီတာဂိမ်းဆိုပြီးနှစ်ခုပြထားပါတယ်ဂိမ်းကိုတော့ကျွန်တော်အကုန်ချဲထားပါမယ်ဒီမှာ control လေးရပြရနဲ့ဂီတာရဲ့အတိုးကျွန်တော်တို့လုပ်ပါမယ်ဒီ control လေးကတော့ကျွန်တော်တို့ဂီတာရဲ့ effect အနည်းများကိုသုံးပြပါမယ်ကျွန်တော်အခုလိုပဲကိုဝင်လိုက်ပါမယ်ဒီများကိုရေးလို့ရအောင်ဒီရနဲ့ကျွန်တော်တို့ audio and video ဆိုတဲ့ဘိုင်နေရာလေးမှာနှိပ်လိုက်ပါမယ်ပြီးရင် audio in ဆိုတဲ့နေရာမှာထည့်လိုက်ပါပြီအဲ့ဒီမှာ audio in ရဲ့ဘေးမှာ MIC ဆိုပြီးဖြစ်နေပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဂီတာဆိုပြီးပြောင်းလိုက်ပါမယ်ပြီးရင် exit နဲ့ပြန်ထွက်ပါတယ်ထွက်ပြီးရင်ဒီနည်းကိုနှိပ်ပါမယ်အဲ့မှာအောက်မှာ voice preset ရဲ့ guitar preset ရဲ့ဆိုအခုရှိတဲ့နေရာမှာမှ guitar preset ကမီနီလေးနေပါလိမ့်မယ်အဲ့ကြတော့အဲ့ဒီ guitar preset ရဲ့ကိုကျွန်တော်နှိပ်လိုက်ပါမယ်အဲ့မှာမြင်တွေ့ရတဲ့အတိုင်းပဲ green နဲ့လည်းမှာလည်းချိန်ပြီးသားအဖက်တွေအများကြီးပါပါတယ် override ထဲမှာလည်းချိန်ပြီးသားအဖက်တွေအများကြီးပါပါတယ် distortion ထဲမှာလည်းချိန်ထားတဲ့အဖက်တွေအများကြီးပါပါတယ်လားတူအခြားအဖက်တွေလည်းအများကြီးချိန်ပြီးသားပါပါတယ်ဒီဒါအဖက်တွေကသူ့ original ချိန်ထားတဲ့အဖက်တွေဖြစ်ပါတယ်ဒီ user ဆိုတဲ့အထဲမှာဝင်ပြီးတော့ကိုယ်စိတ်ကြိုက်ချိန်လို့ရပါတယ်ချိန်ပြီးမှတ်ထားလို့ရပါတယ်အဲ့ချိန်ကြီးများကိုလည်းနော်
နောက်ပိုင်းဒီမှာပြောပြပေးပါမယ်ကဲအခုကျွန်တော်တို့ဂီတာအဖက်လေးတွေကိုနှမ်းကြည့်အောင်โอเคခုဂီတာဆန်းပြီဆိုတော့ကျွန်တော်တို့ဒီခွန်ရမှာပါတယ်ကော့စီကွာစာကိုသုံးပြီးတော့ခုဂီတာနဲ့တွဲဖက်ပြီးပြပါမယ်နမူနာလေးပေါ့နော်โอเคအားလုံးကိုခုလိုကြည့်ရှုလို့ရပြီလားအထူးကျေးဇူးတင်ရှိပါတယ်နောက်တဲ့ပိုင်းရမှာလည်း PA 900ရဲ့အသုံးဝင်ပုံကိုဆက်လက်ပြီးတော့ရရပါမယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်